လူဆိုပွဲအကြီးအကျယ်လုပ်ပေးဖို့ခြံဝင်းကျယ်ကြီးတစ်ခုလုံးကိုငှားထားလိုက်တယ်လောကရဲ့တခြားတစ်ဖက်မှာတော့အန်နာဟာငွေမြန်ရဖို့အတွက်ငရဲခန်းထဲကိုဝင်သွားခဲ့ရပါတယ်သူမကဆေးရုံကိုသွားကသူမရဲ့ရိုးတွင်းချင်းစီကိုလှူဒန်းခဲ့တာပါဆရာဝန်ကသူမကိုအရန်အားနေနေတဲ့အတွက်အနားယူရမယ်ရေအေးမထိရဘူးလို့တတိပေးခဲ့တယ်ဗျသူမဆေးရုံကထွက်လာတဲ့အချိန်မှာ9 သိန်းလောက်လိုနေသေးတာကြောင့်အချိန်ပိုင်းလုပ်တစ်ခုအတွက်မက်ဆေ့ခတ်ဝင်လာတဲ့အခါတွတ်ဆုပ်မနေပဲလက်ခံလိုက်တယ်သူမကအားမရှိတဲ့ခန္ဓာကိုယ်ကိုအတင်းတွန်းအားပေးပြီးအဲ့ဒီကိုအမြန်သွားခဲ့တာပါသူမဘာမှတော့ကြုံမသိခဲ့ဘူးပေါ့အဲ့ဒီအလုပ်နေရာကတော့အဲ့ဒီပါတီပွဲကြီးပဲဖြစ်နေတယ်ဘင်ဂျမင်ကသူ့ရဲ့ချစ်ဦးသူအတွက်လုပ်ပေးနေတဲ့ပွဲပေါ့ခြံဝင်းတစ်ခုလုံးကမီးရောင်တွေနဲ့လင်းထိန်နေပြီးဧည့်သည်တွေလည်းဝိုင်းနေကြပါတယ်ဘင်ဂျမင်ကတော့သူ့ရဲ့ချစ်ဦးသူလက်ကောက်ဝတ်မှာဈေးကြီးတဲ့စိမ့်လက်ကောက်လေးကိုဖြည်းဖြည်းချင်းဝတ်ပေးနေတာပါသူ့ရဲ့လှုပ်ရှားမှုတွေကနူးညံ့နေတာပေါ့သူ့ရဲ့အကြည့်တွေကလည်းသူမအပေါ်မှာပဲစိုက်ကြည့်နေတာပါအဲ့ဒီနောက်မှာအားလုံးကအပြင်ကမိချောင်းကန်စီကိုထွက်လာကြတာပေါ့မိချောင်းစာကျွေးတာကိုကြည်ရင်အပန်းဖြေနေတော့မှပဲလက်ကောက်ကခြေချော်လက်ချော်ဖြစ်ပြီးမိချောင်းတွေရှိတဲ့ရေထဲကိုကျသွားခဲ့တယ်သူမကိုပြုံးအောင်လုပ်ဖို့အတွက်ဘင်ဂျမင်ကအဲ့ဒီလက်ကောက်ကိုဆယ်ပေးနိုင်တဲ့သူကို9000ပေးမယ်လို့အော်ပြောလိုက်ပါတယ်ဒါပေမဲ့ဘယ်သူမှတော့မလုပ်ရဲကြဘူးဘင်ဂျမင်ကထပ်ပြီးနှာခေါင်းရှုံးလိုက်ကဈေးကို3 သိန်းအထိတိုးပေးလိုက်တာပေါ့အဲ့ဒီကနန်းကပောက်ကွဲထွက်သွားတယ်လို့ဖြစ်သွားခဲ့တယ်အန်နာရဲ့နားထဲမှာတော့သူမရီးစားကခွဲစိတ်ဖို့စောင့်နေတာပါဒီငွေဟာအသက်ရှင်တန်နိုင်မဲ့အခွင့်အရေးပဲလေသူမကလူအုပ်ကြားထဲကနေတိုးထွက်ပြီးရှေ့ကိုထွက်လာခဲ့တာပေါ့လုပ်ဖို့ကင်ဘက်တွေကသူမကိုတားကြပြီးငွေအတွက်နဲ့အသက်ကိုမယင်းပါနဲ့လို့တောင်းပန်ကြတယ်ဒါပေမဲ့အန်နာကတော့ဆုံးဖြတ်ချက်ခိုင်မာနေပါတယ်သူမရီးစားရဲ့ခြေထောက်တွေကစောင့်ဖို့အချိန်မရှိတော့ဘူးလေသူမကအသားစိမ့်တွေကိုယူပြီးကန်ထဲကိုဝေးဝေးရောက်အောင်ပြစ်ပေါက်လိုက်တယ်မိချောင်းတွေကလည်းချက်ချင်းပဲဝိုင်းအောင်သွားကြတာပေါ့အခုတော့သူမကရေထဲကိုခုန်ချလိုက်ပြီးအေးဆက်နေတဲ့ရေတွေကသူမရဲ့ခန္ဓာကိုယ်ကိုလွှမ်းမိုးသွားခဲ့တယ်ရိုးတွင်းချင်းစီလှူထားလို့သူမကအားနေနေလုံးပဲလေသူမကတေမင်းနဲ့ရင်ဆိုင်ရင်ရေထဲမှာရုန်းကန်နေရကလက်ကောက်ကိုမမြင်မကန်းနဲ့လိုက်ရှာနေရတာပါနောက်ဆုံးမှာတော့တွေ့သွားခဲ့ပြီပေါ့ဒါပေမဲ့သူမကကံပေါ်ကိုတက်ဖို့အလှည့်မှာပဲပုံနေတဲ့မိချောင်းတစ်ကောင်ကတိတ်တဆိတ်ကက်လာပါတယ်လူအုပ်ကြီးလည်းအော်ဟစ်လိုက်ကြတာပေါ့အသေးအတန်ဖြစ်နေတဲ့အချိန်မှာသူတို့ကကြံတဲ့အသားတွေအားလုံးကိုကန်ထဲပစ်ထည့်လိုက်ကြတယ်မိချောင်းကလည်းတခြားဘက်ကိုလှည့်သွားခဲ့တာပေါ့အန်နာကတော့လွတ်မြောက်လာခဲ့ပါတယ်တီတီလေးတင်လွတ်လာခဲ့တာပါသူမကတကိုယ်လုံးရေဆိုရွှဲနေတာပေါ့လက်ကောက်ကိုမြှောက်ပြပြီးတော့သူမရမဲ့ငွေကိုတောင်းလိုက်တယ်ဘင်ဂျမင်ကဘာမှပြန်မပြောပါဘူးသူကသူ့ရဲ့မျက်နှာဖုံးကိုဖြည်းဖြည်းချင်းချုပ်လိုက်ပြီးသူ့မစီကိုလမ်းလျှောက်လာခဲ့တယ်သူ့ရဲ့လှောင်ပြောင်တန်ကနားထဲကိုရောက်လာတဲ့အခါချောမောပြီးအေးဆက်နေတဲ့အဲ့ဒီမျက်နှာကရင်းနှီးနေတယ်လို့ပါပဲအန်နာကမောကြည့်လိုက်တဲ့အခါသူမရဲ့ကဘာကြီးတစ်ခုလုံးပြိုလဲသွားခဲ့ရတယ်သူမရှိကဒီသူထေးသားကသူမပြုစုခဲ့တဲ့လေဖြတ်နေတဲ့ရီးစားဖြစ်နေတာပေါ့3 နှစ်တာကာလလုံးသူမတောင်းခဲသွားခဲ့ရပြီးဒါက3 နှစ်တာချစ်ချင်းတွေနဲ့3 နှစ်တာစတေးခဲမှုတွေပါပဲဒါတွေအားလုံးကတိတိကျကျစီစဉ်ထားတဲ့ပြဿနာတစ်ခုသာဖြစ်ပြီးဘင်ဂျမင်ကလက်ကောက်ကိုသူမစီကိုအေးအေးဆေးဆေးပဲပေးလိုက်တယ်အနေစားတယောက်လိုပဲဘေးကနေသူ့ရဲ့ချစ်ဦးသူကလည်းဒီလက်ကောက်ရဲ့တန်ဖိုးကသူမတက်တက်လုံးရှာနိုင်တာထက်တောင်ပိုများတယ်လို့ပြောကဒူးထောက်ပြီးကျေးဇူးတင်ဖို့အမိန့်ပေးလိုက်တယ်ဗျအရှက်ရမှုတွေကအန်နာကိုတကိုယ်လုံးဝမ်းမြူသွားခဲ့ပါပြီနောက်တစ်စက္ကန့်မှာတော့သူမကိုဘော်ဒီဂတ်တွေကအတင်းဒူးထောက်ခိုင်းလိုက်တာပေါ့လုပ်ဖို့ကိုင်ဖက်တယောက်ကတော့ဆက်ပြီးမကြည့်ရတော့ဘူးသူတို့ကရှေ့ကိုပြေးထွက်လာပြီးဒူးထောက်ကအန်နာဟာသူမရဲ့ရီးစားကိုကယ်ဖို့အတွက်ရိုးရင်းချင်းစီ2 ခါတောင်လှူထားခဲ့တာဖြစ်လို့နောက်ထပ်ဆိုရင်အသက်အန္တရာယ်ရှိနိုင်တယ်လို့အော်ပြောခဲ့ပါတယ်ဘင်ဂျမင်ကတော့ဘာကယူနာမှမရှိခဲ့ပါဘူးသူ့ရဲ့နှက်ခမ်းမှာတော့ကစားစရာတစ်ခုလိုပြုံးနေခဲ့ပါတယ်သူကအန်နာကိုငုံကြည့်ရင်းနဲ့အရန်ကိုစူးစမ်းခြင်းစိတ်ဖြစ်နေတာပေါ့ရီးစားတယောက်ကိုကယ်ဖို့အတွက်ကိုယ့်အသက်ကိုယ်တောင်ဆွန့်လို့ရလောက်အောင်ဘသူကများဒီလောက်တောင်အလဲဖြစ်ရတာလဲ